သားတေးကိုပြောလိုက်နော်အခုချက်ချင်းတော့မဟုတ်သေးဘူးသူလည်းလူနေရဖြစ်တဲ့ကိစ္စကြောင့် ဒီဇက်လန်ရဲ့နောက်ဆုံးအခန်းကြီးရက်တန့်သွားတဲ့နေရာကိုတစ်ခါပြန်ကြည့်ရအောင်လေထုတစ်ခုလုံးကအသက်ရှူတန်နဲ့တင်ပြည့်နေတယ်လို့ပဲလူ9ယောက်အဲ့ဒီ9ယောက်ထဲက3ယောက်ကတော့မျက်စိကိုအတင်းပိတ်ထားရမယ်ဘာမှမမြင်ရပဲခြေတလန်းချင်းစမ်းသက်ရမယ်အခြေအနေထဲမှာရက်နေရတယ်ကျန်တဲ့2ယောက်ကတော့ရှေ့မှာတောက်ပနေတဲ့ LED မျက်နှာပြင်ကိုမျက်လုံးမပြတ်စိုက်ကြည့်နေကြတယ်အဲ့ဒီစကရင်ပေါ်မှာဘယ်နာမီတစ်ခုပေါ်လာမဲဆိုတာကိုပဲစောင့်နေကြရတယ်လူတိုင်းရဲ့လက်မြောင်းထဲမှာအသက်ရှူတန်တွေတောင်ပိတ်ဆို့နေတယ်လို့ပဲပြီးတော့တိတ်ဆိတ်မှုကြီးတဲ့ကနေအတန်တန်ထွက်ပေါ်လာတယ်တေတော့ရေဆိုတဲ့အတန်လေးကရင်ခုန်တန်တွေကိုရက်စေလိုက်တယ်လို့ခံစားရတယ်ဒီမြင်ကွင်းကြီးတစ်ခုတည်းကကြီးရှုနေသူတိုင်းရဲ့နှလုံးသားကိုဆွဲငင်ပြီးနောက်အပိုင်းရဲ့တကားဝကိုခွင့်ပြုပေးလိုက်တယ်လို့ပဲဖြစ်နေတယ်ခုချိန်မှာဒီဇက်လန်းကြီးတဲကကျိုးတွေအားလုံးဘယ်စီဦးတည်နေလဲဆိုတာကိုတစ်ချက်ချင်းပြန်လှည့်ကြည့်ကြရအောင်ဘာလို့လဲဆိုတော့ဒီကျိုးတွေကရှင်းရှင်းလင်းလင်းဖြေလို့မရတော့ပဲတင်းကျပ်စွာရစ်ပတ်နေတာမို့လို့ပါနောက်အပိုင်းမှာစပြီးတစ်ခုနောက်တစ်ခုပေါက်ကွဲထွက်လာတော့မှတေးကြနေတယ်ပထမဆုံးနဲ့အရေးအကြီးဆုံးအချက်ကိုကြည့်ရအောင်ဒီအိမ်ကြီးတစ်လုံးလုံးကိုရက်ပိုင်းအတွင်းတုံလှုပ်စေခဲ့တဲ့အိမ်ထောင်ရေးပြိုကွဲမှုကြီးပါပဲတိုက်ပွဲကြီးကအဆုံးသတ်နာကရောက်နေပြီလို့တချို့ကထင်ကြပေမဲ့တကယ်တမ်းတော့ဒါကတိုက်ပွဲအသစ်ရဲ့အစဆိုရင်ပဲပုံမှန်ပါလိမ့်မယ်မိမဖြစ်သူရဲ့တောင်းဆိုမှုကအယမ်းပြက်သားသားဖြစ်နေတယ်ပိုင်ဆိုင်မှုတွေတဝက်တီတီကိုလက်ဆွဲအရင်သာကွာရှင်းခွင့်ပြုမယ်ဆိုတဲ့သူမရဲစကားကအတန်အတိုးအကျယ်ချင်းတော့မြင်မားမနေပေမဲ့အတွင်းကခိုင်မာမှုကတော့ရှင်းလွန်းနေတယ်ယောက်ျားဖြစ်သူကတော့မိဘအမွေကိုတပြားတစ်ချက်မှလက်လွတ်လို့မရဘူးဆိုတဲ့ခံယူချက်နဲ့တရက်တည်းရက်တည်နေတယ်သူ့မျက်နှာပေါ်မှာပြန်ရွေ့လို့မရတော့တဲ့တတိတစ်ခုရှိနေသလိုအတွင်းစိတ်ထဲမှာတော့တခုခုကွဲပြားကြောက်လန့်နေသလိုလဲခံစားရတယ်ဒီနှစ်ယောက်ျားမှာတကယ်တော့အနေနာအခန့်ဆုံးကသူတို့ရဲ့သားလေးပဲသူ့အသက်ငယ်လေးထဲမှာဒီလောက်ကြီးမားတဲ့ဝင်ထုတ်ဝင်ပိုးကိုတည်ဆောင်ရမယ်ဆိုတာကိုသူ့ကိုယ်သူသိနေရဲ့လားသားကြီးရဲ့အနာဂတ်ကနောက်အပိုင်းမှာအကြီးမားဆုံးမေးခွန်းတွေထဲကတစ်ခုအဖြစ်ပေါ်ထွက်လာဖို့တေချာနေပါတယ်သားကြီးအတွက်ဖေနဲ့မေတယောက်စီရှိမှဖြစ်မှာပေါ့ဆိုတဲ့စကားသံကိုကြားလိုက်ရတုန်းကကြည်ရှုသူတိုင်းရဲ့ရင်ထဲမှာလှိုင်းတခုံဖြစ်သွားခဲ့ကြတယ်အဲ့ဒီစကားကရိုးရှင်းနေပေမဲ့အနက်ကတော့နှလွန်းလာတယ်ဒါကြောင့်နောက်အပိုင်းမှာသားကြီးဟာမိဘနှစ်ပါးကြားကရွေးချယ်စရာတစ်ခုကိုရင်ဆိုင်ရဖို့အလားရှိနေတယ်ဒါမှမဟုတ်ရင်လေသူ့ရဲ့တိတ်ဆိတ်နေမှုကိုယ်တိုင်ကပဲမိဘနှစ်ပါးရဲ့နှလုံးသားတွေကိုတခါတည်းလှုပ်ခတ်သွားစေနိုင်တယ်တခါတလေစကားတစ်လုံးမှမပြောတတ်တဲ့ကလေးတစ်ယောက်ရဲ့မျက်ရည်တစ်စက်ကစကားတစ်ထောင်ထက်ပိုပြီးအားကြီးတတ်တယ်ဆိုတာကိုဒီဇလန်ကထက်ခါတက်သေးပြနေပါတယ်ဒါဆိုရင်သားကြီးရဲ့ဘဝဟာနောက်အပိုင်းကနေစပြီးဘယ်လိုတွေပြောင်းလဲသွားနိုင်မလဲလို့တွေးကြည့်ရအောင်ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ကတော့မိဘနှစ်ပါးရဲ့ရန်ဖြစ်တန်တွေကြားမှာသူဟာကိုယ့်ဘာသာကိုစိတ်ငြိမ်တဲ့ကဘာလေးတစ်ခုကိုတိဆောက်လာဖို့များတယ်တယောက်တီးအခန်းတစ်ခုထဲမှာထိုင်ကပြင်ပကအတန်တွေကိုနားမထောင်ဘဲနေနိုင်စွမ်းရှိတဲ့ကလေးတစ်ယောက်ဖြစ်လာအောင်သူကိုယ်တိုင်ကလေးလေ့ကျင့်ပေးနေရတယ်လို့ပဲအဲ့ဒီအချိန်စီသူ့စီကိုရောက်လာနိုင်တဲ့နှွေးထွေးမှုတစ်ခုခုကသူ့ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲစေနိုင်တယ်ဒါမှမဟုတ်ရင်သူဟာမိခင်ဘက်ကရက်တီပြီးဖခင်ကိုတခါတည်းမျက်နှာလွဲသွားနိုင်တယ်အဲ့ဒီအချိန်ဆိုရင်ဖခင်ဖြစ်သူအတွက်အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်လာမှာဖြစ်ပြီးသူ့ရဲ့မိမတစ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုပါပြန်လည်စဉ်းစားမိလာဖို့ဖြစ်နိုင်တယ်ဒီအိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲဒဏ်ရာတွေကသားကြီးတစ်ယောက်တည်းမှာရက်တက်နေမှာမဟုတ်ဘူးဒီအိမ်ကြီးတဲကလူတိုင်းစီကိုပြန့်နှံ့သွားဖို့ရှိတယ်မိသားစုဆိုတဲ့အဆောက်အဦကြီးကအုတ်တစ်ချက်ကျွတ်ရင်ကြံတဲ့အုတ်တွေပါရိမ့်ရိုက်တက်တယ်ဆိုတာကိုဒီဇလန်ကနောက်အပိုင်းမှာပြသလာမဲ့အလားအလာရှိတယ်ပြီးတော့ဒီအိမ်ထောင်ရေးဇက်ကြောင်းထဲမှာပောက်ကွဲဖို့အသင့်ဖြစ်နေတဲ့နောက်ထပ်အချက်တစ်ခုလည်းရှိပါသေးတယ်
အဲ့ဒါကတော့ယောက်ျားဖြစ်သူရဲ့ဘေးမှာရက်တည်နေတဲ့မိန်းမသစ်ပါပဲခင်ဗျားထက်ဒီအမျိုးသမီးကကျုပ်ကိုပိုဂရုစိုက်တဲ့ဆိုတဲ့ပြချက်တစ်ခုတည်းနဲ့ဇနီးဟောင်းကိုဘေးဖယ်ပြီးရွေးချယ်လိုက်တဲ့ဒီအမျိုးသမီးရဲ့တကယ်ရည်ရွယ်ချက်ကနောက်အပိုင်းမှာတဖြည်းဖြည်းချင်းပေါ်လွင်လာဖို့ရှိတယ်သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေရဲ့နောက်ွယ်မှာဒီအိမ်ကြီးရဲ့ပိုင်ဆိုင်မှုတွေကိုမျက်စိကျနေတဲ့အရေးအယောင်တွေရှိနေတယ်လို့တန်တယ်နေသူတွေလည်းရှိနေတယ်ဒါကြောင့်လာမယ့်အခန်းမှာဒီမိန်းမသစ်နဲ့ပတ်သက်တဲ့တန်တရားတွေမကျေနပ်မှုတွေကအိမ်ထဲမှာတဖြည်းဖြည်းကြီးထွားလာဖို့များပါတယ်။တစ်ချိန်တည်းမှာပဲဇနီးဟောင်းဘက်ကိုကြီးစုသူတွေရဲ့နှလုံးသားရောက်သွားတာကတော့တဘာဝကျပါတယ်။ဒါပေမဲ့ဒီလိုဇက်လန်းမျိုးတွေမှာတနာစရာဇက်ကောင်ကအမြဲတမ်းအနိုင်မရဘူးဆိုတာကိုလည်းသတိထားသင့်ပါတယ်။တခါတလေတနာစရာဇက်ကောင်ပါပဲကနောက်ဆုံးမှာအတန်မာဆုံးဖြစ်လာတတ်တဲ့သူမရဲ့နှိမ်ချမှုနဲ့စိတ်ရှည်မှုကနောက်အပိုင်းတွေမှာတခြားသူတွေမမျှော်လင့်တဲ့နီးလန်းတွေနဲ့ပြန်အားကောင်းလာနိုင်တဲ့ဒီဇက်လန်ကအားနည်းတယ်လို့ထင်ရသူကိုနောက်ဆုံးမှာအပြင်းထန်ဆုံးဖြစ်လာစေတတ်တဲ့ပုံစံမျိုးနဲ့ရေးဖွဲ့ထားတတ်တယ်ဆိုတာမမေ့သင့်ပါဘူးဒါပေမဲ့ဒီဇက်လန်ကြီးကဒီအိမ်ထောင်ရေးတစ်ခုတည်းနဲ့မပြီးပါဘူးချီမြင်တချောင်းချင်းစီကရစ်ပတ်နေပြီးအဲ့ဒီချီမြင်တွေအားလုံးကနောက်အပိုင်းမှာဘယ်လိုတွေဆက်ဆက်သွားမလဲဆိုတာကိုစောင့်ကြည့်ရဦးမှာပဲအထူးသဖြင့်ဒီအိမ်ကြီးတဲ့ကတားအမိနဲ့ယောက်ျားကဆက်သွယ်မှုကတဖြည်းဖြည်းအေးခဲလာနေတဲ့ဆိုတာကြီးစုသူတိုင်းခံစားမိနေပြီးဒါဖြစ်သူရဲ့မျက်လုံးထဲမှာအဖေအပေါ်ထားတဲ့ယုံကြည်မှုတွေလျော့ပါလာတာကိုမြင်ရမဲ့အခိုက်အတန့်တွေနောက်အပိုင်းမှာရှိလာနိုင်တယ်ဒါကဒီအိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဘယ်လောက်အထိနှက်ဆိုင်လာမလဲဆိုတာကိုပြသနေတာပါပဲအဖေကမိသားစုကိုဦးစားမပေးတော့တဲ့အပြုအမူတွေဆက်ပြရင်သားဖြစ်သူကသူ့နဲသူဟန်နဲ့အကွာဝေးကိုဖန်တီးလာဖို့များတယ်အဲဒီကွာဝေးကနောက်ပိုင်းမှာပြန်ဖြည့်ဖို့မလွယ်တဲ့အဆင့်အထိရောက်သွားနိုင်တယ်ဆိုတာကိုနောက်အပိုင်းမှာမြင်ရဖို့ရှိတယ်ဒီကြားထဲမှာဇနီးဖြစ်သူရဲ့ယက်တီမှုကလည်းနောက်အပိုင်းမှာပိုပြီးထင်ရှားလာဖို့ရှိတယ်။သူမရဲတောင်းဆိုမှုကပိုင်ဆိုင်မှုတွေအတွက်တင်မဟုတ်ပဲသားရဲ့အနာဂတ်အတွက်ခြေတလန်းမှမစုပ်တဲ့တိုက်ပွဲလဲဖြစ်လာနိုင်တယ်။ GNG ရဲ့အရေးကိစ္စတွေကရက်ရွာထဲကိုပါပြန့်နှံ့နေပြီဖြစ်ပြီးအွန်လိုင်းမှာသတင်းတွေဖတ်ပြီးစိတ်ဆင်းရဲနေတဲ့သူတွေရှိနေတဲ့ဆိုတာကလည်းဒီစိတ်ဖိစီးမှုတွေဇက်ကောင်တွေရဲ့ဆုံးဖြတ်ချက်တွေကိုတွယ်ဝိုက်ပြီးလွှမ်းမိုးလာနိုင်တယ်ဆိုတာကိုညွှန်ပြနေပါတယ်အခုတော့ဒီဇက်လန်ရဲ့အကြီးမားဆုံးဘုံကြီးစီလှည့်ကြည့်ရအောင်အဲ့ဒါကတော့ဖုံးကွယ်ထားတဲ့အတိတ်ရဲ့အမှန်တရားပါပဲဓာတ်ပုံတပုံအဲ့ဒီဓာတ်ပုံလေးကဒီဇက်လန်ကြီးထဲမှာအချိန်မရွေးပေါက်ကွဲနိုင်တဲ့ဘုံသီးတစ်လုံးလိုနေရာယူထားတယ်ဓာတ်ပုံရဲ့အကြောင်းအရာတစ်ခုလုံးကိုနောက်အပိုင်းမှာမျက်ဝါးထင်ထင်မြင်ရဖို့ဖြစ်နိုင်ခြေမြင်မာပါတယ်ဓာတ်ပုံနဲ့ပတ်သက်ပြီးနှုတ်ပိတ်ဖို့ငွေတွေနဲ့ပေးဝယ်ထားတဲ့ဦးထိုက်ဆိုတဲ့လူရဲ့ဇက်ကွက်ကလည်းဒီမှာအရေးပါလာပြီးငွေနဲ့ဝယ်ထားတဲ့တိတ်ဆိတ်မှုကဘယ်တော့မှတာရှည်ခံလေးမရှိဘူးဆိုတာဒီလိုဇက်လန်တွေရဲ့သဘာဝပါပဲဒါကြောင့်ဦးထိုက်ကနောက်အပိုင်းမှာဇက်ကွက်ထဲပြန်ဝင်လာဖို့အလားအလာရှိတဲ့ဒါမှမဟုတ်သူ့ရဲ့တောင်းဆိုမှုတွေကတဆင့်ပြီးတဆင့်ပိုမြင့်တက်လာနိုင်တယ်ဒီဇက်လန်ရဲ့ဖီအားတွေကဘယ်နေရာကနေကွာဟသွားမလဲဆိုတာနောက်အပိုင်းမှာအဖြေထွက်လာဖို့ရှိပါတယ်ပြီးတော့ဒီဓာတ်ပုံနဲ့ချိတ်ဆက်နေတဲ့နောက်ထပ်နာကျင်စရာချီမြင်တစ်ခုလည်းရှိတယ်အဲ့ဒါကတော့ခင်လေးချိုလို့ခေါ်တဲ့ကလေးရဲ့မွေးဖွားမှုနောက်ွယ်ကအမှန်တရားပါပဲမင်းမလို့ချင်ပဲနဲ့မွေးခဲ့ရတဲ့ကလေးဆိုတဲ့စကားကတကယ့်ကိုရင်ထဲအထိနစ်သွားစေတဲ့စကားပါအခုလက်ရှိအဲ့ဒီအမျိုးသမီးကမိခင်စိတ်တွေပြန်ပေါ်လာပြီးဆိုတဲ့အနေအထားမှာရက်တည်နေတယ်သူမကိုဆယ်စုနှစ်တစ်ခုလောက်ဝင်ထုတ်ဝင်ပိုးလို့ဆက်ဆံခဲ့ကြပေမဲ့ဒီကလေးရဲ့ဘဝမှာဖြစ်လာမဲ့အန်ဒီယေကိုမြင်လိုက်ရတဲ့အခါသူမရဲ့နှလုံးသားကမတည်ငြိမ်တော့ဘူးကျုံမကိုလူသားလို့သဘောထားပေးပါဆိုတဲ့သူမရဲ့တောင်းပန်မှုကနောက်အပိုင်းမှာတစုံတစ်ယောက်ရဲ့နှလုံးသားကိုလှုပ်ခါသွားစေနိုင်တယ်ဒါမှမဟုတ်သူမရဲ့အတိတ်ကသူမကိုပိုနဲ့ဆိုင်တဲ့နစ်မြုပ်မှုစီဆွဲခေါ်သွားနိုင်တယ်ဒီအမျိုးသမီးရဲ့ကလေးတွေနဲ့
ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကနောက်အပိုင်းတွေရဲ့အဓိကဇက်ကြောင့်တစ်ခုဖြစ်လာဖို့ရှိတယ်။အထူးသဖြင့်ခင်လေးချိုရဲ့ဖခင်အစ်စ်ဘယ်သူလဲဆိုတဲ့အမေးခွန်းကတနေ့မဟုတ်